မနက်စောစောအတွေးလေးဝင်လာတာပေါ့နော်အတွေးကတော့မနက်စောစောရမပေါ့အားလို့ဝင်နေတာအတွေးလေးကဘာပြောနေတာလဲဆိုတော့ဒီခေတ်ဒီချိန်ဒီကာလာကြီးမှာကို့အကြောင်းထက်လူများအကြောင်းကိုစိတ်ဝင်စားနေတယ်ဟဲ့ဆိုရင်အဲဒီစိတ်ဝင်စားနေလူကအတွေးတစ်ခုထည့်ရတော့ဘာဖြစ်နေတာလဲငါကအချိန်တွေအားနေတယ်ဝေကြီးတွေအရင်ချမ်းသာနေတယ်အရင်အဆင်ပြေနေတယ်အားရရကြီးဖြစ်နေလို့လူများအကြောင်းကိုစိတ်ဝင်စားနေတာဆိုရင်လည်းဘယ်လိုပြောရမလဲအကျိုးရှိမဲ့ဟာတွေကိုတော့သွားပြီးစိတ်ဝင်စားနေတယ်ဘာတွေအကျိုးရှိမလဲဥပမာဘာလှူမလဲဘာလုပ်မလဲပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့ကိုကြတော့လေအလုံးစုံအစဉ်ပြေနေလို့ပေါ့အဲ့ဒါကမှဘေးကိုမြင်ဘေးကိုကြည့်ဘေးအကြောင်းကြီးစိတ်ဝင်စားဘေးအကြောင်းကြီးပြောဟိုတယောက်ကတော့ဟိုလိုကြီးကိုမှကြတော့ဖင်အပေါက်နေတာမမြင်ဘူးဟိုငယ်ငယ်တုန်းကပြောတဲ့စကားရှိတယ်လူများမျက်ချီပဲမြင်တယ်ကိုမျက်ချီကိုမမြင်ဘူးဆိုအဲ့ဒါကြီးစဉ်းစားကြရအောင်နော်အခုလည်းမြင်နေတော့ကောင်းကောင်းကျင်ပါကိုမကြည့်ဘူးဘေးပဲလိုက်ကြည့်အရင်အားရနေကိုက perfect ဖြစ်နေပြီအလုံးစုံပြည့်စုံနေပြီဟေ့ဆိုရင်တော့မှဘေးကိုကောင်းသောမျက်စိတွေနဲ့ပဲကြည့်ပြီးတော့ကောင်းသောအပြောတွေနဲ့ကောင်းသောအလုပ်တွေကိုပဲလုပ်စေချင်တယ်တကယ်ချင်းလို့သူတစ်ပါးစိတ်နဲ့စိတ်ပြစိတ်ထိခိုက်ရမယ်အပြုမှုအပြောအဆိုတွေနဲ့ကြည်ရမျိုးကတော့မကောင်းပြင်လို့ရတာပဲမသိမချင်းပြင်ကြပါနော်โอเค